အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့က TikTok မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်ဗီဒီယိုလေးတွေ့လိုက်လို့ comment မှာ link လိုက်တောင်းနေရတာအောက်တယ်လို့မထင်ဘူးလားဒီနေ့မှာတော့အဲ့ဒီဗီဒီယိုပိုင်းစလေးရနေကိုယ်တိုင်ဗီဒီယိုအပြည့်အစုံရှာတဲ့နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ကဲစလိုက်အောင်အရင်ဆုံး Play Store ထဲကိုဝင်ပါPlay Store မှာ Google Lens ဆိုပြီးရချပေးပါGoogle Lens ကကျွန်တော်ကတော့ download ဆွဲပြီးသားမလို့ open လုပ်ပေါင်းနေပါတယ်မဆွဲရသေးတော့ install လုပ်လိုက်ပါဒါဆိုရင် Google Lens လေးရလာပါပြီကျွန်တော်တို့ကြည့်ချင်တဲ့ဗီဒီယိုအပိုင်းစလေးကဒီကနေရာလေးတွေကို screenshot ရိုက်လိုက်ပါscreenshot ရိုက်ပြီးလို့ရှိရင် Google Lens လေးကိုဝင်ပြီးရင်ဆောင်း screenshot ရိုက်ထားတဲ့ပုံလေးကိုရွေးလိုက်ပါရွေးပြီးရင်ကိုလိုလိုလေးကို select လုပ်လိုက်ပါတောင်မှမပေါ်သေးရင်တော့ select လုပ်တဲ့နေရာလေးကိုနည်းနည်းရွှေ့ပေးလိုက်ပါ select တိကျပြန်လုပ်ပြီးဒါဆိုရင်တော့အောင်မှာစကားရဲ့နာမည်ပေါ်လာပါပြီ Distortion Redemption မှာဒါကိုချားရင်းနေဆိုတော့ကျွန်တော် copy ယူပြီးလို့ရှိရင် browser တစ်ခုခုမှာpaste ချပြီးတော့ရိုက်ရှာလိုက်ပါဒါဆိုရင်ကျွန်တော်တို့လိုချင်နေတဲ့ movie နာမည်လေးကိုသိရပါပြီဒါမှကျွန်တော်တို့ကမြန်မာစာတန်းတို့နဲ့ကြည့်ချင်လို့ရှိရင်ကျွန်တော်တို့အခုစကားနာမည်ရဲ့နောက်မှာ MMSEP ဆိုပြီးတော့ရိုက်လိုက်ပါဒါဆိုရင်မြန်မာစာတန်းတို့နဲ့တင်ပေးထားတဲ့ Telegram link တွေ Wiki ဗီဒီယိုတွေ Facebook ကဗီဒီယိုတွေကိုတွေ့ရပါပြီအားလုံးကျေးဇူးတင်ပါတယ်